ပြီးခဲ့တဲ့ February 20 ရက်နေ့ညနေကရွှေပြည်သာစက်မှုဆောင်ကအီလန်မြန်မာထေကျုပ်စေယုံရှိမှာတပိတ်မောက်နေတဲ့အလုပ်သမားတွေကိုရဲတပ်ဖွဲ့ကအင်အားသုံးဖြိုခွင်းရမှာရဲတွေလက်နက်ကင်ဆောင်လာပြီးအလုပ်သမား32ယောက်ဒဏ်ရာတွေရခဲ့တယ်လို့ February 22 ရက်နေ့မှာအလုပ်သမားတွေကပြောဆိုပါတယ်။ရဲတပ်ဖွဲ့ကအကြမ်းမဖက်ဘူးဆိုရင်ဘာကြောင့်ဒဏ်ရာတွေရခဲ့တာလဲ။သူတို့အလုပ်သမားတွေအနေနဲ့နိုင်ငံတော်ကိုပုံကန်နေတာမဟုတ်တာမို့အခုလိုရဲတပ်ဖွဲ့ကအင်အားသုံးဖြိုခွင်းတာဟာချမှတ်ထားတဲ့ဥပဒေတွေကအလုပ်သမားတွေအတွက်လားအလုပ်ရှင်တွေအတွက်လားလို့မအေးမာကမေးခွန်းထုတ်ခဲ့ပါတယ်။ဒဏ်ရာရသူတွေထဲမှာ2ယောက်ကပြင်းထန်ဒဏ်ရာရရှိပြီးအလုပ်သမား100ကျော်လောက်ပျောက်ဆုံးနေစေပဲလို့ဆိုပါတယ်။အခုသူတို့ချမှတ်ထားတဲ့ဥပဒေပုံကိုကျမတို့ကကျူးလွန်ရတယ်ဆိုရင်သူတို့ချမှတ်လိုက်တဲ့ဥပဒေကကျမတို့ပြည်သူတွေအတွက်လားကျမတို့ဒီလုံနေတဲ့ဒီအလုပ်သမားတွေအတွက်လားစိုက်ရုံပိုင်ရှင်အရေးရှင်တွေအတွက်လားသတင်းစာရှင်းလင်းပွဲမှာလောက်ရတယ်သူတို့ချမှတ်လိုက်တဲ့ကျမတို့လက်ခံပါတယ်မလက်ခံဘူးလို့ပါကျမတို့ကပုံကန်တဲ့တခုမှလည်းနိုင်ငံရေးလည်းမလုပ်ပါဘူးကျမတို့လုပ်နေတာအလုပ်သမားရေးရအလုပ်သမားအတွက်ပါအခြေခံလစာ7,200စာ7,300တိုးမြင့်ပေးဖို့တောင်းဆိုနေတဲ့သူတို့အလုပ်သမားတပိတ်ဖြိုခွင်းခံရပြီးနောက်မှာတော့ပြန်ဆက်ရုံနှစ်ခုကအလုပ်သမားတွေပါတပိတ်ကိုပူးပေါင်းခဲ့တဲ့အကြောင်းတောင်းဆိုချက်တွေမရမချင်းတပိတ်မှောက်သွားမှာဖြစ်ပြီးဖမ်းဆီးထားတဲ့အီလန်ဆက်ရုံကကိုမျိုးမင်းမင်းနဲ့ဖို့ကလိုရီကကိုနိုင်ထွေးလင်တို့ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့မခင်မျိုးကပြောပါတယ်ကျွန်တော်တို့ပျောက်နေအောင်လူတရားကျော်ပျောက်နေတယ်ဒါပေမဲ့လောလောဆယ်လက်ရှိကနာမည်ထွက်နေတာကျွန်တော်တို့လုံမကောင်းဆောင်2ဦးပေါ့အီလန်မြန်မာဆက်ရုံကကိုမျိုးမင်းမင်းနဲ့ဖို့ကလိုရီဆက်ရုံကကိုနိုင်ထွေးလင်အဲ့လိုမှကောင်းဆောင်2ဦးကျွန်တော်တို့အလိုရှိပါတယ်အဲ့2ဦးတို့မှကျွန်တော်တို့ဘလို့ဆက်သွားမလဲဆိုကျွန်တော်တို့ညှိနှိုင်းပါဖြစ်ပါတယ်ဖမ်းဆီးထားတဲ့အလုပ်သမားကောင်းဆောင်တွေကိုပြန်လွှတ်ပေးမှာအစိုးရနဲ့ညှိနှိုင်းဆွေးနွေးမှုဆက်လုပ်နိုင်မယ်လို့ဆိုပါတယ်။ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာအလုပ်သမားတွေနဲ့ထပ်မံညှိနှိုင်းတဲ့အခါအလုပ်ရှင်တွေက3,000မပေးနိုင်ပဲတရက်ကို950ပေးနိုင်ပြီး950ကိုလက်ခံရင်ရက်မှန်ကြီး8,000ကို9,000ပဲပေးမှဖြစ်ပြီးတော့ရှားပါးစိတ်ကိုပါဖျက်တောက်မယ်လို့ဆိုတာကြောင့်ငကင်းစီနဲ့ပြန်ပြောနေတာပါလို့မခင်မျိုးကပြောပါတယ်။လို့ရှိရင်ပေးတာ400တနေ့အရင်တော့400ပေးထားတဲ့ပြင်နောက်ထပ်150တိုးပေးတယ်။ဒါပေမဲ့သူတို့ကပြန်နှုတ်လိုက်တာနောက်ထပ်တိုင်တွေကိုဘာတစ်ခုမှမတိုးပေးတဲ့ပြင်ပြန်နှုတ်လိုက်တာကကျွန်တော်တို့အရင်တော့ရက်မှန်ကြီး8,000ရှိတယ်။8,000ကြီးထပ်ပြီး3,000နှုတ်လိုက်တာ9,000ပဲကျန်တော့ငချင်းစီကငချင်းကြုံသူပြန်ဖြစ်သွားတယ်။လက်ရှိမှာတော့သပိတ်စကန်ကိုအီလန်မြန်မာစစ်ရုံဝင်ပေါက်ကိုပိတ်ဆို့မထားဘဲနေရာရွှေ့ထားပါတယ်။ရဲတပ်ဖွဲ့ကအဆင့်4ဆင့်နဲ့ဥပဒေကြောင်းတိုင်းဆောင်ရွက်ခဲ့ပြီးလက်နက်မပါသလိုအခြေခံဖန်တီးသူမဟုတ်ပါဘူးလို့ဒုရဲမှူးကြီးမြင့်ထွေးကဆိုပါတယ်။ဒီမှာတခုဖြစ်လာလို့ရှိရင်ကျွန်တော်တို့ဖြည့်ရှင်းတဲ့အခါအရင်ဆုံးအဆင့်4ဆင့်နဲ့ဖြည့်ရှင်းပါ။ပထမဆုံးဆင့်နေရတာမြို့နယ်အာဏာရှင်ဒီမှာရှိတဲ့ပြည်သူ့အုပ်နဲ့အရင်ဖြည့်ရှင်းပါ။အဲ့လိုမရအောင်ကျွန်တော်တို့ကိုလည်းဝင်ပြောပါတယ်ဒါလုံမလေးတွေတရှိသေးပါ။အဲ့လိုမရအောင်ကျွန်တော်တို့ခုနကပြောတယ်။ကျွန်တော်အဆင့်ဆင့်ရရေးယူကရေးချရှိတာ။ဒီလိုရုံးရင်းဆန်တဲ့ဖြစ်အောင်ကျွန်တော်တို့မလုပ်တာ။ဒီလိုဖြစ်လာတာလုံသမားတွေဒီမှာတုတ်လာတယ်ဒီလိုရုံးရင်းဆန်တဲ့ဖြစ်သွားတယ်